ကဲကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်ဒီကနေ့ဗုဒ္ဓဟူးနေ့ရဲ့ညနေခင်းမှာဆိုရင်တော့ဖြစ်89ဆိုတဲ့ကဏ္ဍတစ်ခွက်နဲ့ပြီးသွားခဲ့ပြီဆိုတဲ့အတွက်ကြောင့်မလို့ကာလာနာဖော်မြူလာအရာဗုဒ္ဓဟူးနေ့ရဲ့ညနေခင်းတိုင်းမှာတဲ့ညီကိုကဏ္ဍတစ်ခွက်သို့မဟုတ်ခေါင်းနဲ့ပရိတ်လာခဲ့မယ်ဆိုလိုက်ရင်နဲ့မနက်ဖြန်ကြာတာပရိတ်နဲ့တပတ်ခါတောက်ကြနေမှာဒီပတ်တိနှလုံးကိုဇာတိုးပြီးတော့လိုက်ပါဆိုတဲ့ဇာတိုးပတ်တိနှလုံးကိုကျွန်တော်အလကားပေးသွားမယ်နော်ဆိုတော့လိုက်မှတ်မယ်ဆိုတဲ့မိတ်ဆွေများအားလုံးကဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးအရေးကြီးတာလေးတွေပြောစရာရှိတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုမကြော်ပဲမရဖက်နဲ့ကြည့်ပေးစေချင်ပါတယ်နော်ဆိုရင်ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့ဒုတိရွှေပို YouTube channel လေးကနေပြီးတော့ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှေ့စွာကျွန်တော်မိတ်ဆွေများအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေလောအင်းဆန္ဒတော်လုံးတော်ဝါတဲ့ပြည့်စုံကြပါစေစီးပွားဥစ္စာယတနာများလည်းဒီရေအလားတိုးတက်ကြီးပွားကြပါစေခင်ဗျာနော်ဆိုမိတ်ဆွေများလုံးပဲကျွန်တော်တို့ရဲ့ season လေးကိုစားကြရအောင်စားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးတော့ဘာတွေရသွားကြမလဲဆိုရင်ကျွန်တော်အရှိမပြောခဲ့တဲ့လိုမျိုးပဲအဓိကပေးချင်တာဒီအဲ့ဒီဇာတို့ပတ်တီနှလုံးကဲပေါက်အနေနဲ့တောင်သုံးနှုံးလို့ရတဲ့ဇာတို့ပတ်တီနှလုံးအလကားပေးမယ်နော်ဒါပြင်ဘာရအောင်လဲဆိုရင်ကျွန်တော်တို့ထုံးစံအတိုင်းပဲမနက်ဖြန်ကြာတာပရင်းနေရမနက်12နာရီ10မိနစ်ဈေးအတွက်ကိုစိန်ခေါ်ထိုးပါဆိုတဲ့ပတ်တီရှိတယ်ကျွန်တော်တို့မထိမဖြစ်ပါဆိုတဲ့ဂီးတစုံကိုရှိတယ်ဒါတွေကိုကတ်ပြီးတဲ့အခါမှာဒါတီမိန်အော်ဂနဒါတီ2မိန်ကနဆိုတာတွေတဲကနေမှကျွန်တော်မိတ်ဆွေများအတွက်မနက်ဖြန်ဗုဒ္ဓဟူးနေ့မနက်မှာမိအောင်ဖမ်းဖို့ကဏ္ဍ3ခွက်ပဲထိုးဖို့လိုတယ်ဆိုတဲ့ခါကျတော့အများကြီးထိုးစရာမလိုဘူးเนาะ main organ 3ခွက်ထဲနဲ့မိအောင်ဖမ်းမယ်ကြာတာပရင်းနေ့မနက်မှာအတူတူတက်ညီလက်ညီအောင်ဝဲခံမယ်ဆိုတဲ့အတွက်ကြောင့်မလို့အောင်ချင်ပါတယ်ပောက်ချင်ပါတယ်ဆရာကြီးဆိုရင်တော့ပြင်ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးပါအရေးကြီးတဲ့စကားလေးတွေပြောစရာရှိတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုမကြော်ပဲမရစ်ဘဲနဲ့ပြီးဆုံးအောင်ကြည့်ပေးစေချင်ပါတယ်เนาะဆိုရင်ကျွန်တော်မိတ်ဆွေများကျွန်တော်တို့အစီအစဉ်လေးစားကြရအောင်စားကြရအောင်ဆိုတဲ့နေရာမှာဘယ်နေရာနေစပြောရမလဲဆိုတော့အဖွဲ့ဝင်မိတ်ဆွေများဒီဗီဒီယိုကိုကြည့်နေကြတဲ့ကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများအားလုံးပဲဂရုတစိုက်နဲ့တေးသေးချာချာလေးနားထောင်ပေးပါ။ကျွန်တော်မိတ်ဆွေများပြောစရာစကားရှိနေမယ်။ငါညီရင်ငါမောင်ရင်ငါသားရင်ဟာလားဆရာကြီးအကိုတို့အမားတို့ကျွန်တော်တို့အမေတို့ကတော့ဖြင့်မင်းပေးတဲ့ဟူးမကျော်ပတ်သီးဒီဗုဒ္ဓဟူးနေ့ညနေအထိရောက်လာခဲ့ပြီထွက်မသွားသေးဘူးအကိုတို့အမားတို့ဘာဆက်လုပ်ရမလဲငါသားအမေတို့ဘာဆက်လုပ်ရမလဲဆိုရင်ကျွန်တော်မိတ်ဆွေများအဖွဲ့ဝင်ထားကြတဲ့မိတ်ဆွေများအားလုံးပဲတေးသေးချာချာလေးနားထောင်ပါအာနာနာနဲ့ပဲကျွန်တော်တို့မနက်ဖြန်ကြာတာပရင်းနေ့ရဲ့မနက်7:00နာရီ10မိနစ်ဈေးမှာတော့ဖြင့်အဲ့ဒီပတ်တီးကိုဆက်ပြီးတော့လိုက်မယ်ကျွန်တော်ကိုယ်တိုင်လည်းဆက်လိုက်မယ်ကျွန်တော်မိတ်ဆွေများလည်းဆက်ပြီးတော့လိုက်ကျွန်တော်မိတ်ဆွေများရင်တုံနေကြမှာကြောက်နေကြမှာစိုးရိမ်နေကြမှာကျွန်တော်နားလေတယ်ကျွန်တော်သိတယ်သို့တော်ညာလည်းပဲလိုက်တဲ့ပတ်တီးဖြစ်နေတယ်ဒီပတ်တီးကပြက်စရာ